သူတို့ကတထေးရတော့ဘယ်နေရပဲအိတ်လို့ရတယ်ဘယ်နေရမှာတက်ဝဲအိတ်လို့ရတယ်ကျွန်တော်တို့လိုလက်စားသူကျွန်တော်တို့တူးတဲ့မဟုတ်အများကြီးရှိတယ်ကျွန်တော်ဈေးကြုံမှာအများကြီးရှိတယ်ကယ်ရီသမားတွေရှိတယ်တက်ဒီမိသားစုအတိမပြေတွေဥတယ်အများကြီးရှိတယ်လမ်းဘေးမှာနေတဲ့လူတွေအများကြီးရှိတယ်သူတို့ရဲ့တောင်းကြဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့တထေးတွေကအကုန်လုံးခုစိုင်ပိတ်သွားတယ်လက်လုံလောက်စားတယ်ဘာလို့စားမှာဒီထဲမှာအများကြီးရှိတယ်လက်လုံလောက်စားတယ်သင်ရသားတွေအများကြီးဒီအစားတော့တစ်ခုအတွက်ဒီနေရညတညအိပ်ဖို့အတွက်ဒီမှာလာနေကျွန်တော်တို့အကုန်လုံးကိုသင်ရသားအားလုံးကိုချင်းနဲ့စားတယ်ကိုတယောက်တည်းလည်းပေါ့အားလုံးကိုချင်းနဲ့စားတယ်ဘလို့လူဘဝနေဘလို့ဖြတ်တန်းလာတယ်အားလုံးပတ်သက်ရှိရဲ့လူပဲပတ်သက်မရှိရဲ့လူပဲသူတို့ဥစ္စာပစ္စည်းသူတို့ချွေးနေတာနဲ့သူတို့ဒါစောက်ခဲ့တယ်သူတို့ဘိုးစီဘောင်းသားကချမ်းသာပြီးသူတို့စောက်ခဲ့တယ်ဒါတော့သူတို့ရဲ့ခံစားချက်ပေါ့သူတို့ရဲ့သုံးရှုံးမှုရဲ့ခံစားချက်ကျွန်တော်စင်ရသားရေခံစားချက်ကပါတယ်ကျွန်တော်စင်ရသားကျွန်တော်ကလုံးမရှိတော့ကလေးတွေရှိတယ်တချို့တို့ကလေးတွေအများကြီးမိသားစုအများကြီးရှိတယ်လုံးမရှိတော့လက်စိတ်ကောက်ကျွေးတယ်ပြီးသူများခိုင်းတာလောက်တယ်ပြီးဟိုကဘာခိုင်းတာရှိတယ်ဘယ်နားမှာလူရှိတယ်လူကြီးမှစားတယ်တောက်တယ်အဲ့လိုရှိတယ်ကျွန်တော်တို့ဟိုကနေလုံးမြောက်ဖို့လဲစုလဲတောင်းပါတယ်အဲ့မဲ့ကျွန်တော်တို့ကိုယ်နိုင်ငံကလည်းမကောင်းမှုတွေဖက်မှာပန်းနေတယ်ကျွန်တော်တို့ဒီဘဝကိုရောက်တယ်အဲ့တော့ဘယ်သူမှအပြစ်ပြောလို့မရအောင်နိုင်ငံတော်လည်းအပြစ်ပြောလို့မရကဘာလည်းအပြစ်ပြောလို့မရကိုအပြစ်တင်ရမှာကိုဒီဘာကြီးလောက်ခဲ့တယ်ဘာဘယ်လောက်ကြီးစိုးခဲ့တယ်ကိုအပြစ်ကြောင့်ကိုကြည့်ပြီးပြောရမှာအခုဆိုကျွန်တော်တို့နေတာတပတ်ပြည့်သွားတယ်ကျွန်တော်တောက်ကြနေရဖြစ်တယ်တားကြောင်နေညကိုကျွန်တော်မိမ2ရက်လောက်ကဘုန်းကြီးကျောင်းထဲမှာသွားနေတယ်ဘုန်းကြီးကျောင်းပြန်လိုက်မှဒီမှာ9ရက်လောက်ရှိပြီ9ရက်ကျော်9ရက်ကျွန်တော်အပြင်လောကမှာကျွန်တော်နေခဲ့တယ်လုံးမစားဘဲနေတိုင်းနေခဲ့တယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်လည်းဒီမှာကြာနေဖို့လည်းမရှိဘူးအခုကျွန်တော်လည်းထွက်ပြီးပတ်တန်ရှာမယ်ရှာပြီးတာနဲ့ကျွန်တော်လည်းပတ်တန်ရှာပြီးရတယ်ကျွန်တော်ပြင်မှာတစ်ခုဈေးရောက်စားမယ်ဈေးရောက်စားပြီးတော့ကိုယ်တနေ့မှာတော့ကျွန်တော်အိမ်ငါနေနိုင်လက်ဆက်ပြီးတော့တွားပြီးတော့ပြန်နေဖို့အဲ့လိုစီစဉ်လို့ကျွန်တော်ဆန္ဒရှိတာအကြောင်းပြောပြတယ်ဒါပေမဲ့ကျွန်တော်တို့မှာပုံမှာတော့ကျွန်တော်အိမ်လာတာ6လသာတင်ထားတာခု4လရှိသွားတယ်4လရှိသွားကြကျွန်တော်2လကြံနေဒါကအဲ့2လတို့ရတယ်နေလို့ရနေခွင့်မပေးဘူးမနေနဲ့လည်းမပြောနေလို့ရနေချင်းလားနေလိုက်ရှေ့မှာဖျားခင်းအိတ်လို့ရတယ်ပေါ့အဲ့ဒါဘဲချင်းပြုံးမဲ့ပညာတော့ကျွန်တော်ဘာမှမသိဘူးပေါ့ဗျနော်အဲ့တော့ကျွန်တော်အဲ့လိုတကယ်လို့ပတ်သက်ရတဲ့ချိန်မှာရတယ်ပတ်သက်ရရင်တော့ပတ်သက်ရှာလို့ရရတဲ့နေ့ကျကျွန်တော်အပြင်မှာထွက်ဖို့နေဖို့ကစင်ထားပြီးသားရှိတယ်လူတွေအကုန်လုံးကပြိုကြတာကိုလည်းကိုချင်းတော့စားနိုင်ပါတယ်ချိုးကြတယ်ဘယ်လိုပြောပြိုတာတော့တော်တော်များလိုက်လို့ကြည့်တယ်အများကြီးပြိုတဲ့အိမ်တွေရတယ်တထေးအိမ်တွေအကုန်ပြိုကြတာများတယ်စီးရင်သားအိမ်တွေပြိုတာမရှိဘူးပြီးတာပဲရှိတယ်အဲ့တော့တထေးအိမ်တွေပြိုတာဟိုတယ်တွေပြိုတယ်ဆေးရုံတွေဆေးကန်းတွေပြိုတယ်ဟောဒီမှာကျွန်တော်ဖြစ်နိုင်ကျွန်တော်ရခုံပါကျွန်တော်ဒီမှာအကြာကြီးတော့ကျွန်တော်မနေနိုင်ဘူးရှင်းပြောတာမနေဘူးကျွန်တော်နောက်တော့လုံဆုံးနေတဲ့2ရက်3ရက်ပိုးပြင်ကျွန်တော်နေရာ3ရက်လောက်ပဲဆက်ပြီးနေဖို့ရှိတယ်အဲ့ဒီကကြော်ပြီးတော့ကျွန်တော်မနေတော့ဘာလို့လဲဒီထဲမှာပြောရမယ်ကျွန်တော်တားနေပူတယ်နေလဲပူတယ်ပြီးတော့အကုန်လုံးခက်ခဲတယ်ဗျာဟိုလိုစားတော့ကတော့ခက်မခဲဘူးအဲ့ဒါဒီကလေးရှိနေတယ်ကလေးရှိနေနေတတ်ဘူးပဲကလေးနဲ့အသိမပြေဘူးရေချိုးဖို့ဆိုတော့ကျွန်တော်အပြင်မှာဝေးသွားချိုးတာဒီမှာအိမ်သားကြတချို့တည်းကြအိမ်သားပထမချပြီးတော့ကြတန်းတန်းပြင်းပြင်းနဲ့ချပြီးဒီတွေကဘောက်တာတက်လို့ဒါညစ်ပတ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆလန်ကတော့အဲ့လိုညစ်ပတ်လို့မရဘူးတန်းတန်းပြင်းပြင်းဆိုကျွန်တော်တို့လည်းရှိနေတာပြန်မသိဆိုတော့ကျွန်တော်လောင်းခဲ့တာဒါပေမဲ့နောက်ကျညစ်ပတ်ရေကုန်သွားကြလူကခုတုံးပြအိမ်သားထဲမှာတုံးတယ်ကျွန်တော်ကအဲ့လိုမျိုးကနှလုံးမကောင်းအဲ့လိုကျွန်တော်တို့ကဖြစ်တယ်လို့လည်းပေါက်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကပေါ်လေးသွားကြည့်နေတော့ကျွန်တော်ဒီမှာမသွားဘဲနဲ့တခါကျပလီတဲ့ကျွန်တော်ပလီတဲ့သွားတယ်တခါကျဖုန်းကြောင်းနဲ့ဒီဖုန်းကြောင်းနဲ့သွားတက်လိုက်အဲ့လိုတက်တယ်ဒီသွားကြည့်